Hello အားလုံးပဲမင်္ဂလာပါ Asian Vlog လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ Chairman Flower Festival ချင်းမိုင်ပဲဖြစ်ပါတယ်ဒီပွဲကကျွန်တော်တို့ချင်းမိုင်မှာဒီဇင်ဘာလအစပိုင်းနှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ပွဲပဲဖြစ်ပါတယ်ဒီပွဲမှာကကျွန်တော်တို့ပန်းမျိုးစုံပေါ့နော်ကျွန်တော်တို့ပန်းမျိုးစုံဆိုတာအဓိကကတော့ချင်းမိုင်ဒေသထွက်ပန်းနေရကျွန်တော်တို့ဒီဆောင်းတွင်းမှာပွင့်တဲ့ပန်းနေရာသီပေါ်ပန်းနေပေါ့နော်အဲ့ဒီပန်းတွေကိုအမျိုးမျိုးသောအလှဆင်ခြင်းတွေနဲ့ဆင်မြန်းထားတဲ့ပွဲပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပန်းတွေအပြင်မီးအလှဆင်ထားတာလေးကိုလည်းဆက်လက်ပြီးကြည့်ရှုရမှာဖြစ်ပါတယ်မီးအလှဆင်ထားတာပြီးရင်နောက်ထပ်တစ်ခုပါရှိသေးလဲဆိုတော့ကျွန်တော်တို့ပွဲစည်းရန်ပေါ့နော်ကျွန်တော်ဗမာအခေါ်အဝေါ်နဲ့ဆိုရင်တော့ပွဲစည်းရန်ပေါ့ဗျာကျွန်တော်တို့ဒီအစားအသောက်တွေရောင်းတဲ့နေရာပေါ့အဲ့ဒီနေရာကလည်းတကယ်ကိုလူစီကားပြီးတော့စားခြင်းစပွဲအစားအစာလေးလည်းအများကြီးရှိပါတယ်အရှိလည်းအရှိပဲဗျကဲပြောနေကြတယ်ဗျကျွန်တော်လည်းအတူတူဆက်လက်ကြည့်ရှုလိုက်ကြပါဦး Let's go Okay ကျွန်တော်တို့ဒီနေရာကနေပြီးတော့အရှိကိုဆက်သွားမယ်ဆိုလို့ရှိရင်တစ်ခွာပန်းနေနဲ့အလှဆင်ထားတဲ့နေရာလေးကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီအထဲကိုဝင်လိုက်တာနဲ့ကျွန်တော်တို့စိတ်ချမ်းမြေ့ပွေရာခံစားချက်ပြီးလို့ရှိရင်ကျွန်တော်တို့တစ်ခွာပန်းနေရဲ့အလှတရားတန်မှုကိုနားလည်သိရှိနိုင်မှာပဲဖြစ်ပါတယ်ပြီးတော့ဒီထဲထဲမှာဝင်သွားတာနဲ့ကျွန်တော်တို့စိတ်ချနူးရယ်ပြီးတော့သူ့ရဲ့ဘယ်လိုပြပြရမလဲကျွန်တော်တို့ပန်းတွေကိုအလှဆင်ထားတဲ့ဒီဇိုင်းကကျွန်တော်တို့ jungle လေးတစ်ခုလေးကိုရောက်သွားသလိုမျိုးခံစားရမှာပဲဖြစ်ပါတယ်အုပ်ဆိုင်ဆိုင်လေးတွေပေါ့ဗျာဘေးနားမှာတစ်ပင်ပန်းပင်ချုပ်မဲ့ပိတ်ပေါင်းနေပုံစံမျိုးနဲ့အဲ့လိုမျိုးလောက်ထားရဆိုတော့တကယ်မျက်စိပထမသားရှိပြီးတော့တကယ်ကိုလှပတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်ကဲကျွန်တော်လည်းအတူတူဆက်လက်ကြည့်ရှုခန်းစားလိုက်ကြပါဦး
Okay ကျွန်တော်တို့မီးအလားဆင်ထားတဲ့ show နေရာလေးကိုရောက်ပါပြီကျွန်တော်လည်းတူတူလိုက်ပါစီမျိုးကြည့်ရှုလိုက်ကြပါဦး Okay ကဲကုံလုံးလည်းပြီးသွားပြီဆိုတော့ကျွန်တော်တို့နောက်တစ်နေရာကိုဆက်သွားမယ်ဗျာကျွန်တော်တို့အခုမျက်စိအရှိမမြင်နေရတဲ့နေရာပါပဲကဲဘယ်နေရာဖြစ်မယ်လို့ထင်လဲဟုတ်ပါတယ်ကျွန်တော်တို့အစားအသောက်တွေရောက်တဲ့နေရာပါကျွန်တော်တို့ဝါမှလှတယ်စားမှကြိုက်တယ်ဆိုတဲ့လူတွေအတွက်ကတော့ဒီနေရာကလုံးဝအခရာနေရာပဲဗျကျွန်တော်ဘာလို့အဲ့လိုပြောလဲဆိုတာကျွန်တော်လည်းတူတူဆက်ပြီးတော့ကြည့်ရှုလိုက်ပါဦးကဲဒါကတော့ဝင်ပေါက်ပေါ့နော်ကျွန်တော်တို့အခုတက်တက်ကိုဝင်နေပြီတက်တက်ကိုဝင်သွားပြီလို့ရှိရင်ကျွန်တော်တို့ဘယ်ဘက်ကောညာဘက်ကောပြီးရင်သူကအလဲမှာကကျွန်တော်တို့အခုမျက်စိရှိမှလှမ်းမြင်နေရတဲ့အတိုင်းပဲလူတွေကသူ့ဟာသူအဲ့လိုခုံလေးတွေခင်းဖြာလေးတွေခင်းပြီးတော့အလဲမှာထိုင်ပြီးစားကြတယ်တောက်ကြတယ်ကျွန်တော်တို့ဒီအခုဒါကျွန်တော်ညာဘက်အချမ်းဘယ်ဘက်အချမ်းပေါ့နော် sorry ကျွန်တော်တို့ဒါဘယ်ဘက်အချမ်းကျွန်တော်ခုနကမြင်ရတယ်လေကားလေးကတော့ဝိုင်းဘယ်ဘက်အချမ်းဒါကတော့ညာဘက်အချမ်းပါကဲကျွန်တော်အခုကျွန်တော်တဝင်းလုံးကိုရိုက်ပြမယ်ဗျာကျွန်တော်တို့အခုပတ်လေပေါ့နော်โอเคကျွန်တော်တို့ဒါဘယ်ဘက်ကနေကျွန်တော်စပြီးတော့ compound ကိုစပြီးဆွဲပါတော့မယ်โอเคကျွန်တော်တို့ကြည့်လိုက်မယ်ကျွန်တော်အရှိမမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့အဲ့ဒီအလဲနေရာကြီးပေါ့နော်ကျွန်တော်တို့အဲ့နေရာကြီးကလမ်းမကြီးရှိတယ်ဗျအဲ့နေရာရဲ့ဘေးပပတ်လမ်းမကြီးမှာတစ်လျှောက်လုံးအဲ့လမ်းမတစ်လျှောက်လုံးမှာကဈေးဆိုင်တွေကြီးပဲဗျကျွန်တော် battery power မရှိတော့တဲ့အတွက်ကြောင့်မလို့ကောပြီးတော့ဟိုအချိန်နဲ့သိပ်မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်အကုန်လုံးတော့ရိုက်မလာခဲ့ဘူးဗျဒါပေမဲ့လည်းလူကြီးမင်းတို့ကိုဘိုက်ထဲမှာ green grand လို့မြည်သွားတဲ့အထီကိုတေးဆွဲနိုင်မဲ့နေရာတစ်ခုလို့တော့ကျွန်တော်မြင်ရောက်ပါတယ်အစားကြိုက်တဲ့လူအတွက်ကတော့နှိပ်ပံပုံပါပဲကဲကျွန်တော်နဲ့တူတူလက်ပြီးတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး let's go
Okay ကျွန်တော်ရဲ့ Chermin Flower Festival ချင်းမိုင် vlog လေးကတော့ဒီမှာပဲပြီးဆုံးပါပြီနောက် vlog တွေမှာလည်းပြန်တွေ့ကြပါသေးတယ်ကျွန်တော်ကိုသဘောကျလို့ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီ video လေးကိုကြိုက်နေတဲ့လို့ပဲဖြစ်ဖြစ် like and subscribe လေးလုပ်ပြီးတော့ support ပေးခဲ့ဖို့မေတ္တာရက်ခံအပ်ပါတယ်မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye ပါ